ကျွန်တော်လာမေးရပါနော်မိန်းကလေးတွေလာမေးကြတယ်နော်2ယောက်3ယောက်မကဘူးနော်လာမေးတယ်ဗောနော်ဒီမေးခွန်းကိုလေယောက်ျားလေးနှစ်တောင်ယောက်ျားလေးကြိုင်အောင်ဘယ်လိုလုပ်ရမလဲတဲ့ကျွန်မကိုမေးတယ်တကယ်တော့လေမိန်းကလေးကိုပြောပြချင်တယ်နော်မင်္ဂလာပါဒီဗီဒီယိုကတော့ကိုယ့်ရဲ့အမျိုးသားကိုမဖောက်ပြန်အောင်ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောထားတဲ့ဗီဒီယိုလေးပါဒီထဲမှာ session နဲ့မပြည့်သေးတဲ့ညာပါရင်ကြတော့ပါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပါမိန်းကလေးတချို့ကပြောတဲ့တိုင်းငါမှမြို့မပါဘူးသူ့မှာပဲမြို့ပါအဲ့လိုမျိုးကွာပြောပြချင်တယ်နော်မြို့ဆိုတာမိန်းကလေးတိုင်းပါတယ်နော်ဒါကကြောင့်ညီမပဲမဟုတ်ဘူးကွာဒီရဲ့ပြောစကားကကျတော့ဗာလဲဆယ်ရီမမလေးဗာလဲဘယ်မှာနေရလဲမသိဘူးလေဆယ်ရီမမလေးရှမ်းလာတရုတ်အဲ့လိုမျိုးလေးသူ့ယောက်ျားတိတ်ပြီဆိုမှပြောတဲ့အမလေးဒီလိန်ကိစ္စတာပြောတယ်အမလေးပြောထားရှိရနော်နောက်ပြီး YouTube လေးမှာလည်းရှာကြည့်နော်ကိုယ့်ရဲ့ဒီမိန်းမကိုဗောနော်ကြွတာအားကောင်းဘယ်လိုစားရမလဲဘယ်လိုနေထိုင်ရမလဲလေ့ကျင့်ခံဘယ်လိုလေ့ကျင့်ခံလုပ်ရမလဲနောက်ပြီးကွာပြောချင်တာကတော့ကွာနားလည်အောင်ပြောတတ်ရမယ်ဆိုရင်တော့ခဏကျမပြောရင်လည်းတော့တချို့လေရိုင်းနေပြောမှာဆိုတော့ရှာလေးချစ်ခံလည်းလုပ်တတ်ရမယ်နော်ကျမဒီလိုပြောလိုက်လို့တော့ကျမဘယ်လိုမျိုးဖြစ်မယ်ဖြစ်နေဦးမယ်ရှာလေးချစ်ခံလည်းလုပ်တတ်ရတယ်နော်နောက်ပြီးခန္ဓာကိုယ်ကိုအမြဲတမ်းနော်အမျိုးသားနဲ့နေခန္ဓာကိုယ်တောက်တင်းပြီးမှလေမာကြောနေတာအဲ့လိုမျိုးမနေပေးနဲ့တိလားပြောရမယ်ဆိုအမျိုးသားကြိုက်အောင်လုပ်ပြီးတယ်ဆိုရင်ပြောရနော်နောက်ပြီးကိုယ့်ရဲ့မိန်းမကိုအမြဲတက်တက်ရှင်းရှင်းထားပြရမယ်ရှင်အမြဲတမ်းတက်တက်ရှင်းရှင်းထားပါအမြဲတမ်းတက်ရှင်းလုပ်ပါအခုဆိုရင်တော့စိတ်ပညာလည်းတိုးတက်နေပဲဟုတ်တယ်မလားအဲ့လိုမျိုးပေါ့မွေ့မွေ့ကြိုင်နေအဲ့လိုမျိုးထားနိုင်အောင်ကြိုးစားပါတကယ်လေ့ကျင့်ခံအဲ့လိုမျိုးပေါ့ကျမပြောသလိုတော်တော်များများလုပ်တတ်ပြီဆိုရင်ကျမတော့ဘယ်လိုစပြောပြရမလဲမသိဘူးရှင်တော့ဖတ်မှနေတယ်နော်အဲ့လိုမျိုးဆိုရင်တော့သူတို့တွေကပြောဒီဟာလေးကကြောက်ဘယ်လိုပြောမြန်မာကောင်မလေးတော်တော်များတော့ပြောတော့ကိုနေဒီလိုပြောတာပါဖြစ်တယ်ညာဖြစ်တယ်တကယ်ဆိုအဲ့ဒါသူတို့မပြီးဘူးလို့ဟုတ်တယ်နော်တချို့အိမ်ထောင်တယ်လေးဆိုနော်မိန်းကလေးလေးဆိုရင်ယောက်ျားတာယူထားတာနော်ကလေးတာတပြုတ်မွေးထားတာဗာလဲတချို့ကယောက်ျားလေးကဂုံယူလိုက်သေးရဲ့နော်ဂုံယူသေးတယ်ဗလဲဟဲ့ကိုလူနေကစွမ်းလာကြီးလားပေါ့နော်နေစွမ်းလာကြီးကနေကလေးတော့တလောက်တစင်ရနေပြီပေါ့တကယ်တော့နော်ပြောချင်တာကလောက်တက်လို့စွမ်းနေတာမဟုတ်ဘူးနော်တုတ်ရည်ကတော့မိမကိုရဲဝင်တော့တည့်ရမလားဘယ်လိုပဲပြောကလေးရှိတော့မှာပဲတောင်းကလေးကအများကြီးပေါ့နော်ဟဲ့ခဏတယောက်ခဏအဲ့လိုမျိုးဆိုရင်အဲ့ယောက်ျားရန်စွမ်းနေရမဟုတ်ဘူးနော်ကိုရဲ့ဖက်ကလည်းမျိုးမအဲ့လိုမျိုးဟာအဆင်ပြေလို့သူ့ဖက်ကလည်းအဆင်ပြေလို့ဒါရသွားပဲရှိရတချို့အိမ်တောင်လေးတွေနော်တချို့မိန်းကလေးတွေမပြီးဘူးတဲ့လူရှိရနော်မပြီးဘူးတဲ့လူကြတော့လေတကယ်ဆိုဒီကိစ္စကိုစိတ်ကုန်လာတဲ့လူရှိရဘာလို့လဲဆိုတော့လေကိုကဘယ်လိုပြောမလဲအခုနကျမပြောတော့ quick လောက်တဲ့သူနဲ့ပြီးတော့မပြီးသေးဘူးသူကပြီးတာနဲ့အမြဲတမ်းအဲ့လိုမျိုးကြုံလာရတဲ့အချိန်မှာမိန်းကလေးကလေကိစ္စကိုစိတ်ဝင်စားဒီကိစ္စကိုစိတ်ဝင်စားမလဲချင်တော့အဲ့လိုဖြစ်သွားဟုတ်တယ်နော်တကယ်လို့သိချင်တယ်ဆိုတော့မှရှာကြည့်ဖို့ရှင် YouTube တို့ဘာလုံးပါလေမဟုတ်လဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးဗဟုသုတရတယ်ဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ဦးလို့ပြောရင်နောက်ဗီဒီယိုမှာပျောက်တွေ့ကြပါမယ်ရှင်